ဂျာမနီနိုင်ငံမှာဘာလို့ကြောက်ပြားစလိတ်အမိုးတွေကိုတုံးကြတာလဲဂျာမန်တွေကဘာလို့ကြိုးကျင်နေတဲ့ကြောက်စိတ်လေးတွေနဲ့အိမ်မိုးထားတာလဲလို့တင်တွေးမိဘူးမှာပါကြည့်ရတာမဟုတ်ကြိုးနေတာနဲ့တူပေမဲ့ဒါကချမ်းသာတဲ့သူတွေပဲတတ်နိုင်တဲ့အရာတစ်ခုပါဒါတွေကရိုးရိုးကြောက်ခဲမဟုတ်ပဲတဘာဝကြောက်ပြား natural slate တွေဖြစ်ပါတယ်ကြောက်ပြားတစ်ခုချင်းစီရဲ့အနားတွေကမညီမညာဖြစ်နေတာဟာကြောက်သားရဲ့အကြောအတိုင်းခွဲထုတ်ထားလို့ပါဒါကြောင့်ကြောက်ပြားတိုင်းရဲ့အထူနဲ့ပုံစံကတစ်ခုနဲ့တစ်ခုမတူပဲထူးခြားနေတာပါဒီလိုတဘာဝဆန်ဆန်အကျန်းနဲ့ပုံစံကိုဒေသခံတွေကအရန်သဘောကျကြပါတယ်ဒီကြောက်ပြားတွေနဲ့မိုးလိုက်တဲ့အခါအိမ်တိမ်လုံးကပိုပြီးအေးမြသွားသလိုတည်ငြိမ်ပြီးဈေးကြီးတဲ့ပုံစံပေါက်သွားပါတယ်အချိန်ကြာလာတာနဲ့အမျှအစင်းမြင့်ဆောက်အုံတွေကဒါကိုပဲရွေးချယ်လာကြပြီးဒီလိုအမိုးအမေးရောင်အလှဟာဥရောပမြို့တော်တော်များများရဲ့အမှတ်အသားဖြစ်လာခဲ့ပါတယ်ဒါပေမဲ့ဒါကိုတတ်ဆင်ဖို့ဆိုတာတကယ်အိမ်မက်ဆိုးပါပဲကြောက်ပြားတစ်ချက်ချင်းစီကိုအပေါက်ဖောက်ရပြီးဈေးကြီးတဲ့ကြီးနီတန်နေနဲ့ရိုက်ရပါတယ်လက်ခကလည်းအတော်လေးမြင့်ပါတယ်ရိုးရိုးကြွေပြားတွေလိုစီရတာမလွယ်ပါဘူးမိုးရီမဝင်အောင်တစ်ချက်နဲ့တစ်ချက်အထက်အလွှာတီးကြဖို့လိုပါတယ်စောင်းရမယ့်ဒီဂရီရေစင်းလမ်းကြောင်းအားလုံးမှာစီကန်းချက်တွေရှိပြီးမီလီမီတာအနည်းငယ်လောက်မားတာနဲ့အဲ့ဒီအပိုင်းတစ်ခုလုံးကိုပြန်ဖြုတ်လို့ရတတ်ပါတယ်ဈေးကြီးတာကလည်းအကြောင်းရှိပါတယ်ရိုးရိုးအမိုးပြားတွေကဆယ်စုနှစ်အနည်းငယ်ပဲခံပြီးမဲ့ကြောက်ပြားအမိုးတွေကနှစ်ပေါင်း100ကျော်အထိတက်တန်းရှိပါတယ်ဗီယက်တင်ကတချို့ဖျားเจ้าနေမှာဆိုရင်လွန်ခဲ့တဲ့နှစ်ပေါင်း180ကျော်ကကြောက်ပြားတွေကိုအခုထိသုံးနေတော့မှာပဲသူကတဘာဝအတိုင်းဖြစ်နေတဲ့အပြင်မီးကူးစက်မှုလည်းမရှိတာကြောင့်မုန်တိုင်းထန်တဲ့ဒေသတွေအတွက်အကောင်းဆုံးနဲ့အကျန်းဆုံးအမိုးအမျိုးအစားပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးကြိုက်နှစ်သက်ရင် like and share လုပ်ပေးပါဦးနော်